Hello မင်္ဂလာပါဒီနေ့စပိန်စိတ်နဲ့တွေ့ခဲ့တဲ့အတွေ့အကြုံကျွန်တော်ပြောပြအောင် Honda Grip ပါနော်ကျွန်တော်ဒီ Honda Grip ကကျွန်တော်မိုးရေဆိုရင်ချောတယ်ဗျကျွန်တော်ဒါလေးတော့နည်းနည်း view side ဖို့လိုတယ် Fit and chip တို့ဘာလို့ကျွန်တော် trip လုပ်လို့စင်တော့မပြီးတော့တော့ကတွေ့ရတိုင်းချောဒါတော့ကျွန်တော်တုံးလာတာတန်တဲ့ကဒါကာဗွန်ပေါ့ချို့အလွိုင်းဂိုင်းတို့တန်ဂိုင်းတို့ဆိုလဲဒီလိုချောမယ်ထင်တာပဲအဲ့တော့ view side ကြပါကျွန်တော်တို့ Honda Grip တွေကချောပါတယ်အများအပြား Honda Grip တွေကလေလုံရင်တော့ပိုကောင်းတာပေါ့ Grip ပဲ Oreo Grip ကတော့ရေနည်းနည်းလေးပါပဲသူလည်းဖြစ်တယ်ဒါပေမဲ့လေလုံရင်တော့ပိုကောင်းမှာနူးဝိုင်းပေါ့နော်ဒီ Grip ကတော့မချောဘူးဗျမိုက်တယ်ဒီလိုအထင်းရှိရဲ့ Grip လေးဆိုပိုမိုက်တာ Yeah Grip လေးလည်းမိုက်ပါတယ်အဲ့တော့မျိုးရဲ့ idea ဖြစ်ပါအခုဗီဒီယိုလေးကမိုးထဲမှာကြုံတွေ့ရတဲ့ Honda Grip အကြောင်းလေးတွေကိုကျွန်တော် sharing လုပ်ပေးလာတာပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းကျွန်တော်စပိန်နဲ့ပတ်သက်တဲ့ဖြစ်တဲ့ဟာလေးတွေကိုလည်းကျွန်တော် sharing လုပ်ပေးပါအောင်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်